မင်္ဂလာပါရှင် KNH ပူတီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့အိမ်မှာအချိန်မီအလွယ်တကူလှုပ်ရှားလို့ရတယ်ကလေးရောလူကြီးပါကြိုက်နေတတ်မဲ့ခေါက်ဆွဲတုပ်လုံးလေးကိုပြပြပေးရပါမယ်ရှင်ခေါက်ဆွဲတုပ်ဖို့အတွက်ကိုလိုအပ်တဲ့ပစ္စည်းလေးတွေကိုအခုလိုလေးဖော်ပြပေးထားတယ်နော်ဟုတ်ကဲ့ဂိုဘီလေးကိုတော့အခုလိုမျိုးချစ်ပြီးတော့ရေးဆေးပြီးတော့ရေးစစ်ပေးထားပါမယ်ဒီဟာကတော့အချင်းလုံးဖို့အတွက်ကိုထညက်ခဲနဲ့မကြီးမယ်လေးပါပြီးရင်တော့ကြက်သွန်နီလေးကိုစီတက်ထားပေးရပါမယ်ပထမဆုံးအချင်းလုံးဖို့အတွက်ကိုအခုလိုမျိုးအိုးတဲ့ကိုရေအနှဲငယ်လေးထည့်ပြီးတော့စူပွားလာအောင်တည်ပေးရပါမယ်ရေစူလာပြီးဆိုလို့ရှိရင်တော့ဒီထညက်ခဲနဲ့မကြီးတီးကိုထည့်ပြီးတော့ဒီထညက်ခဲရောမကြီးတီးရောနှစ်ခုစလုံးပျော်ပြီးတော့ရေဖြစ်လာတဲ့အထိကိုမီးနဲ့ထည့်ပေးရပါမယ်ထညက်ခဲနေရာမှာကြံတကာသုံးပြုလို့လည်းရပါတယ်အရင်ဦးဆုံးဒီလိုမျိုးထညက်ခဲတွေထည့်ပြီးဆိုလို့ရှိရင်တော့သူ့ကိုအဖုံးအုပ်ပြီးတော့အနည်းဆုံး10မိနစ်လောက်တော့ထားပေးရပါမယ်ဟုတ်ကဲ့အခုလို10မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့ထညက်တွေရောဒီမကြီးတီးနဲ့လေးတွေရောအကုန်လုံးအရေးပျော်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာမှာချလိုက်လို့ရပါပြီဒီထညက်ခဲနဲ့မကြီးရည်လေးကိုအခုလိုမျိုးစကားလေးနဲ့စစ်ပြီးတော့ပကံလေးနဲ့ထည့်ပေးရပါမယ်ပြီးရင်တော့အခုလိုမျိုးဇွန်းလေးနဲ့စကားမှာဖြစ်ပြီးတော့အနှစ်လေးရတဲ့အထိကိုလုပ်ပေးရပါမယ်။ကဲခုဆိုလို့ရှိရင်တော့ခေါက်ဆွဲလေးလည်းစပြီးတုံးလို့ရပါပြီ။ပထမဦးဆုံးဒီစလုံးထဲကိုပေါ့နော်ခေါက်ဆွဲကိုတယောက်စာထည့်ပေးရပါမယ်။ပြီးရင်တော့ဒီခေါက်ဆွဲထဲကိုကော်ပီချစ်ထားတာလေးထည့်ပေးရပါမယ်။ကော်ပီအပြင်မှာတချို့ကျန်နေတဲ့သူတွေဆိုလို့ရှိရင်တော့ကျွတ်တော်နီတို့ပဲပင်မောက်တို့တွေလည်းထည့်လို့ရပါတယ်။ဟုတ်ကဲ့အခုလိုကော်ပီထည့်ပြီးပြီဆိုလို့ရှိရင်တော့ဒီထဲကိုပထမဦးဆုံးစီချက်ချက်ထားတာလေးကိုထည့်ပေးရပါမယ်။သူ့ကိုတော့ထမင်းစားစွန်းနဲ့2စွန်းခွဲလောက်ထည့်ပေးရပါမယ်။ပြီးရင်တော့အခုဖြော်ထားတဲ့အချင်းကိုထည့်ပေးရပါမယ်။အချင်းကအခုလိုမျိုးလေးကျွမ်းမီလေးတန်းလာတဲ့အနေထားဆိုရပါပြီ။သူ့ကိုလည်းထမင်းစားစွန်းနဲ့2စွန်းလောက်ထည့်ပေးရပါမယ်။ပြီးလို့ရှိရင်တော့ပဲချက်အချက်မုတ်ပေါ့နော်။ပဲမုတ်အချက်မုတ်ကိုထမင်းစားစွန်းနဲ့3စွန်းဒါမှမဟုတ်လို့ရှိရင်လက်ဖက်ရည်စွန်းနဲ့1စွန်းခွဲလောက်ထည့်ပေးရပါမယ်။ပြီးရင်တော့အတုပ်တွေထဲမှာဆိုရင်အဓိကအရာဖြစ်တဲ့ပစွန်ကြောင်းမုတ်ကိုလက်ဖက်ရည်စွန်းနဲ့2စွန်းစားအနှဲငယ်နဲ့9မုတ်ဒါမှမဟုတ်လို့ရှိရင်ကြက်သားမုတ်အနှဲငယ်ထည့်ပေးရပါမယ်။နောက်ဆုံးမှာတော့ငံပြာရည်နှဲငယ်ထည့်ပေးရပါမယ်။ငံပြာရည်ကိုတော့ယူရီးယားထုတ်တဲ့ဒီအတုပ်တုပ်တဲ့နေရာမှာအသုံးပြုလို့ရတဲ့ငံပြာရည်လေးထည့်ပြီးလို့ရှိရင်တော့အနံ့လေးကလည်းအဲ့လောက်မပြင်းဘူးဆိုတော့သူကပို့ပြီးတော့စားလို့ကောင်းပါတယ်ပြီးရင်တော့ဒီအရာတွေအားလုံးကိုတမအောင်နေပေးရပါမယ်အဆက်တိုက်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီနေရာမှာငရုတ်သီးမှုအကြက်မှုကိုထည့်ပြီးတော့စားသုံးလို့လည်းရပါတယ်ရှင်ကဲအခုဆိုလို့ရှိရင်တော့ခေါက်ဆွဲတုပ်လေးလည်းဆင်းနေဖြစ်နေပါပြီမိမိကြိုက်တဲ့လို့ငဖယ်တို့ပဲကြော်တို့လည်းထည့်ပြီးတော့သုံးဆောင်လို့ရပါတယ်ရှင်ခေါက်ဆွဲတုပ်လေးနဲ့လိုက်ဖက်မဲ့ဘူးတီဟင်္ကာလေးလည်းမမေ့ကြနဲ့နော်အားလုံးပဲကျေးဇူးပါ